မင်္ဂလာပါကျွန်တော်စီမှာရာသက်ပံစာပါကြည့်ပေးစရာမလိုဘဲနဲ့အသုံးပြုနိုင်တဲ့ 2D POS online software နဲ့မိတ်ဆက်ပေးခြင်းပါတယ်ဒီ software လေးကိုဝယ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ admin ရဲ့ agent ရဲ့ seller ရဲ့ဆိုပြီးတော့မှ software သုံးခုရရှိမှာဖြစ်ပါတယ်အဲ့တော့ဒီ software သုံးခုကိုကျွန်တော်တို့ဘယ်လိုမျိုးချိတ်ဆက်ပြီးတော့မှအသုံးပြုရလဲဆိုတာရဲ့ဒီ software လေးမှာဘယ်လိုလုပ်ဆောင်ချက်တွေပါဝင်လဲဆိုတော့ကျွန်တော်အတူချုပ်ပြီးတော့မှရှင်းပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ software ဝယ်ယူတဲ့အခါမှာဒီ admin software ကိုဝင်မှုတဲ့ကျွန်တော် user name နဲ့ password လေးပေးပို့သွားမှာဖြစ်ပါတယ်ကျွန်တော်ပေးလိုက်တဲ့ user name နဲ့ password နဲ့ admin software ကိုဝင်ပြရမှာဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော် admin software က setting နဲ့ဝင်ပြီးတော့မှအချိန်ကြီးနေရာမှာကျွန်တော်စိတ်ကြိုက်ရောင်းချင်တွေကိုကျွန်တော်ကဖွင့်နေမှာဖြစ်ပါတယ်ရောင်းချင်တွေကိုလည်းကျွန်တော်ကအဖွင့်ပိတ်ကျွန်တော်က diamond ကနေပြီးတော့မှပြုလုပ်နေပါတယ်ပြီးရင်တော့ကျွန်တော် diamond ကနေပြီးတော့မှ page ကန်းတွေကိုလည်းကိုယ်စိတ်ကြိုက်ကျွန်တော်ထည့်ထားလို့ရပါတယ်ပြီးရင်တော့ကျွန်တော်တို့ agent တွေဝင်ပြီးတော့မှကိုယ့်ရဲ့အောက်က agent တွေအတွက် account တွေကိုကိုယ်စိတ်ကြကျွန်တော်ဖွင့်နေမှာဖြစ်ပါတယ် agent account တွေဖွင့်တဲ့အခါမှာလည်းကျွန်တော်တို့ကိုပေးခြင်းတဲ့ user name နဲ့ password ကိုထားပေးနိုင်တဲ့အပြင်ကျွန်တော်တို့တူးချင်းစီရဲ့မတူညီတဲ့ commission တွေအရောစားတွေ Canon Plate တွေကိုလည်းကျွန်တော်သတ်မှတ်ပေးနေမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ Diamond ကနေပြီးတော့မှဖွင့်ပေးလိုက်တဲ့ agent account နဲ့ကျွန်တော်တို့ agent software တွေကိုကျွန်တော်တို့ဝင်ပေးရမှာဖြစ်ပါတယ်နော် agent software ဝင်ပြီးသွားပြီဆိုလို့ရှိရင်လည်းကျွန်တော်တို့ Diamond ကနေပြီးတော့မှသတ်မှတ်ပေးလိုက်တဲ့ Canon Plate တွေပြီးလို့ရှိရင် Pay Canon တွေကိုအခုလိုမျိုးကျွန်တော်တို့တွေ့မြင်မှာဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ agent တွေအနေနဲ့ကျွန်တော်တို့ commission နဲ့ဝင်ပြီးတော့မှကိုယ့်အောက်ကကော်စားတွေအတွက်ကျွန်တော်တို့ commission account တွေကိုဖွင့်ပေးနေမှာဖြစ်ပါတယ် commission account တွေဖွင့်တဲ့အခါမှာလည်းကျွန်တော်တို့တူးချင်းစီရဲ့အမည်နဲ့စကားဝတ်တွေပြီးလို့ရှိရင် commission တွေ Canon Plate တွေအရောစားတွေကိုလည်းကိုယ်စိတ်ကြိုက်ကျွန်တော်သတ်မှတ်ပြီးတော့မှဖွင့်ပေးနေမှာဖြစ်ပါတယ်ကျွန်တော်တို့agent ကနေပြီးတော့မှဖွင့်ပေးလိုက်တဲ့ commission account နဲ့ကျွန်တော် seller ဆိုတဲ့ software တွေကိုဝင်ပြီးတော့မှကျွန်တော်တို့ကအသုံးပြုနေမှာဖြစ်ပါတယ်ကော်စားအနေနဲ့ဒီ seller ဆိုတဲ့ software လေးကိုအသုံးပြုပြီးတော့မှကျွန်တော်တို့ရောင်းစင်းတွေကိုကျွန်တော်တို့စိတ်ကြိုက်ထည့်သွင်းနေမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ရောင်းမယ်ဆိုလို့ရှိရင်ရောင်းရတဲ့ဝင်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာကိုအောက်ကထူးသားရဲ့နာမည်ကိုထည့်ပြီးတော့မှကျွန်တော်တို့စင်းတွေကိုကျွန်တော်ထည့်သွင်းနေမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ကိုယ့်ရဲ့အပေါ်တိုင်ကနေပြီးတော့မှထက်တိုင်ကနေပြီးတော့မှမနက်ပိုင်းကိုဖွင့်ထားဆိုရင်မနက်ပိုင်းစင်းတွေကိုထည့်ပေးရမှာဖြစ်ပါတယ်ညနေပိုင်းဖွင့်ပေးထားဆိုရင်ညနေပိုင်းစင်းတွေကိုထည့်ပေးရမှာဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ကဏ္ဍနေထည့်တဲ့အခါမှာလည်းကျွန်တော်တို့ကော်စားအနေနဲ့ပေါ့เนาะလွယ်ကူကူနဲ့မြန်မြန်ဆန်ဆန်ထည့်လို့ရအောင်ကျွန်တော်တို့အနေနဲ့တစ်ခုလိုမျိုးလိုတာရခလုတ်တွေစုံစုံနေပါဝင်တဲ့ကဏ္ဍလက်ကွက်တွေကိုထည့်ပေးထားဖြစ်ပါတယ်ပြီးရင်ကျွန်တော်ဒီနေရာမှာကျွန်တော်တို့ကိုယ့်ရဲ့ပေါ်တိုင်ကပေါ့เนาะပေကဏ္ဍနေထည့်ထားရဲဆိုလို့ရှိရင်ကျွန်တော်ပေကဏ္ဍတွေကိုကျွန်တော်ကထည့်လို့ရမှာမဟုတ်ပါဘူးကျွန်တော်ကဏ္ဍထည့်ရတဲ့ပုံစံလေးကိုကျွန်တော်နမူနာနဲ့ပြပြပါမယ်အဲ့တော့အခုလိုမျိုးကိုထည့်ချင်တဲ့ကဏ္ဍလေးကိုရိုက်ထည့်ပြီးတော့မှအလွယ်တကူကျွန်တော်ကစင်းတွေကိုထည့်သွင်းနေမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်ပေကဏ္ဍနေပါလာလို့ရှိရင်တော့ software ကနေပြီးတော့လက်ခံပြီးတော့မှထည့်ပြီးမှမဟုတ်ပါဘူးပြီးရင်တော့ကျွန်တော်တို့ထိုးရန်ဆိုတာနေလိုက်တာနဲ့ကျွန်တော်တို့စင်းတွေကိုကျွန်တော်တင်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကိုထည့်လိုက်တဲ့စင်းတွေကိုလည်းကျွန်တော်တို့ကဏ္ဍများတွေကိုသွားပြီးတော့မှကျွန်တော်ကြည့်နိုင်မှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့လေဂျာနေနဲ့ကျွန်တော်တွေ့မြင်ဖြစ်ပါတယ်အဲ့တော့ဒီလေဂျာကြည့်တဲ့အခါမှာလည်းကျွန်တော်ထိုးခြင်းများဆုံးကဏ္ဍကိုထိဆုံးမှာပြပေးထားတယ်ထိုးခြင်းနေဆုံးကဏ္ဍကိုအောက်ဆုံးမှာပြပေးထားဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့စုစုပေါင်းကျွန်တော်တို့ရဲ့ရောင်းကြီးဘယ်လောက်ရှိရဆိုတော့လည်းကျွန်တော်တို့အောက်ဆုံးမှာကျွန်တော်ပြပေးထားဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ဘောက်ချာထဲမှာဝင်ပြီးတော့မှကျွန်တော်တို့ကိုထည့်လိုက်တဲ့စင်းတွေကိုကျွန်တော်တူးချင်းစီရဲ့ကျွန်တော်ဘောက်ချာနေနဲ့ပြန်ပြီးတော့မှကြည့်နေတယ်လို့ဒီဘောက်ချာတွေကိုလည်း copy ယူပြီးတော့မှကိုယ့်ရဲ့အောက်ကထိုးသားတွေကိုပြန်ပြီးတော့မှ Viber သုံးဖို့ Messenger နေပြဖို့နေတယ်လို့ကျွန်တော်တို့ကို့မှာ Bluetooth printer ရှိရဆိုလို့ရှိရင် printer နဲ့ချိတ်ဆက်ပြီးတော့မှ visa နေနဲ့ကျွန်တော်တို့ထုတ်ပေးနိုင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကိုယ့်အောက်ကထည့်လိုက်တင်လိုက်တဲ့ကျွန်တော်တို့ဒီကော်စားတင်လိုက်တဲ့ကဏ္ဍတွေကိုကျွန်တော်တို့ agent နဲ့တိုင်စီမှာသွားပြီးတော့မှရောက်တော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အရင်ဆုံးကျွန်တော် agent နဲ့ဝင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဏ္ဍများထဲမှာကျွန်တော်တို့ကိုယ့်အောက်ကကော်စားတင်လိုက်တဲ့မြတ်ကဏ္ဍတွေကိုကျွန်တော် data အနေနဲ့ပြန်ပြီးကြည့်နိုင်တယ်လို့ကျွန်တော်အသေးစိတ်ထဲဝင်ကြည့်မယ်နှိပ်လိုက်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်ကိုယ့်အောက်ကကော်စားတွေတင်ထားတဲ့မြတ်တူးချင်းစီရဲ့ကျွန်တော်တို့စင်းတွေကိုသိရှိနိုင်မှာဖြစ်ပါတယ်ဒါပြင်ကိုမှကျွန်တော်တို့ကပေါချာတွေကိုလည်းပြန်ပြီးမှကြည့်နိုင်မှာဖြစ်ပါတယ်ဒီပုံစံတိုင်းပဲကိုယ့်အောက်ကကော်စားတွေ agent တွေတင်သမျှစင်းတွေကိုတိုင်ဘက်မှာသွားပြီးတော့မှကျွန်တော်ကဏ္ဍများထဲမှာသွားပြီးတော့မှကြည့်နိုင်မှာဖြစ်ပါတယ်เนาะအဲ့တော့ဒီထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့အသေးစိတ်ပြန်ပြီးတော့မှကိုယ့်ရဲ့အောက်က commission တွေ agent တွေရဲ့စင်းတွေကိုပြန်ပြီးတော့မှကြည့်နိုင်မှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်ဒိုင်မှာဆိုလို့ရှိရင်ကျွန်တော်တို့တင်ခွက်ထဲဝင်လိုက်မယ်ဆိုလို့ရှိရင်ကိုလိုချင်တဲ့ငွေမောက်ကို break ဖြတ်ပြီးတော့မှကိုယ့်ရဲ့အပေါ်တိုင်ကိုပြန်ပို့လို့ရတယ်ကျွန်တော်တို့စောင့်ကြည့်လို့ထည့်ပေးထားပါတယ်ကျွန်တော်တို့ဒီမှာဆိုရင်3000 break ထည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာညာဘက်မှာကျုံခွက်တွေထွက်လာပြီးကျုံခွက်တွေကိုကျွန်တော်ကတင်မယ်နှိပ်လိုက်တာနဲ့ကျွန်တော်တို့ပတ်တက်မြတ်တွေရောက်တော့မှာဖြစ်ပါတယ်မတက်များတွေကိုရောက်သွားတဲ့ကျုံခွက်တွေကို copy ယူပြီးမှကိုယ့်ရဲ့အပေါ်တိုင်ကို Viber သုံး message နေပြန်နေပြီးဖို့နာမည်ဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ Diamond ကနေပြီးတော့မှပေါက်သီးထည့်ပြီးတော့မှရောစားစင်းရှင်းလိုက်တာနဲ့ဒီစင်းတွေအလုံးဒီကိုယ့်ရဲ့အောက်က agent တွေ seller စီမှာသွားပြီးတော့မှပေါ်နေမှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော် agent မှာဆိုလို့ရှိရင် Diamond ကထည့်လိုက်တဲ့ပေါက်သီးတိုင်းပဲကျွန်တော်ရောစားစင်းကိုကြည့်နိုင်တယ်လို့ကျွန်တော်တို့seller ဆိုတဲ့ software မှာဆိုလို့ရှိရင် Diamond ကထည့်လိုက်တဲ့ပေါက်သီးတိုင်းကျွန်တော်ရောစားစင်းတွေကိုကျွန်တော်သိနိုင်မှာဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော် 2D POS online software လေးရဲ့အသုံးပြုပုံလေးကိုကျွန်တော်အတူချုပ်ပြီးတော့မှရှင်းပြပေးရဖြစ်ပါတယ်ကျေးဇူးပေးတော့တဲ့ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ